ခုကရုံးမှာကောက်ကြည့်ပြီးတော့ရုံးမှာကောက်ကြည့်တဲ့အိမ်ပေါ်မှာလေးအကြောင်းတစ်ဆက်ပြီးတော့မှပဲဖြစ်ပါရှင်ဖြူလေးမစခင်မှာလည်း subscribe လေးလုပ်ဖို့လည်းမမိကြပါနဲ့ဦးနော် let's go ဆက်လိုက်ကြအောင်အော်ပေးမကြီးသမင်းစားတယ်လားအင်းငါမစားသေးဘူးအော်ဟုတ်ကဲ့ပေးမကြီးအဲ့ဆိုလို့ရှိရင်သမင်းလေးပြီးကြလို့ရှိရင်လေသမင်းဟင်းတော့ပြင်လိုက်မယ်ပေးမကြီးကိုပြီးကြလာခေါ်မယ်နော်အေးဘီမာကြီးကတရားရမှာဆိုတာဘီမာကြီးမသိဘူးလားဘီမာကြီးတေးစရာမယ်ဒီဘီမာကြီးနေဘလို့ပြောလိုက်အေးငါတို့ဘီမာကြီးကမစားသေးလို့ပြောတယ်ဟဲ့အော်အေးဟလားအေးဟုတ်တာပေါ့နင်ကြံစီထားတဲ့ဟာတွေလောက်လိုက်အောင်လေးအေးငါလောက်လိုက်ပါအောင်မေမလေးဟဲ့ငါလောက်လိုက်ဘူးမေဟာနေတူချာလီနော်အပါဟဲ့ငါအစိုက်ကိုထည့်ပြမှာအေးဘီမာကြီးတည်ပြီဆိုလို့ရှိရင်ဘီမာကြီးရဲ့အင်ဂျီကိုစောင်းနေဝင့်နော်အေးပါဟဲ့ငါလုပ်ပြီးသွားတော့ဘီမာကြီးကိုငါတော့ခေါ်လိုက်မယ်နီတီမနီနော်အေးမလေးဟဲငါပါအောင်မယ်ဘီမာကြီးတရားတော်မှာဆိုတော့ဘီမာကြီးမတည်ဘူးချင်တယ်ဘီမာကြီးအေးလာလေဟိုမှာသမင်းဟင်းနေပြီးသွားပြီအေးအဲ့ဆိုလို့ရှိရင်လည်းလာခဲ့မယ်ဟုတ်ကဲ့ဘီမာကြီးလာခဲ့ပါဘီမာသွားပါဘီရင်ကြီးရလေလာဘီမာကြီးလာဘီမာကြီးရဲ့ဘီမာကြီးတို့စိတ်မကောင်းပါဘူးဟာနင်ငါဘယ်လိုကောရလဲအော်ဘီမာကြီးရဲ့ဘီမာကြီးစားလောင်မှာဆိုတော့တမီးရလေမြင်းမြဆောင်ခေါ်သွားပါဘီမာကြီးထိုင်မအောင်နော်ခဏလေးပဲစောင့်နော်ဘီမာကြီးဟုတ်ကဲ့ရှင်ဘီမာကြီးကျွေးပါမယ်နော်ရောက်ဘီမာစားလိုက်ပါအေးပါဟာတူတေဝိုင်းဟဲ့ဖွားကြီးလက်တေဝိုင်းဆိုတော့ငါတို့တေခုနားမှာသွားထားလိုက်မယ်လေအေးညာလေနေပါလိုက်ခဲ့လေအေးတွားမင်းဖွားကြီးဟာပြီးလို့ရှိရင်နေရသူ့ဝတ်ဆောင်ဝတ်ပြီးတော့လေဘရင်ကြီးရဲ့မိန်းမဖြစ်အောင်ဆောင်လိုက်ကြည့်လားအပါဟဲ့ဘာလဲဘရင်မကြီးရဲ့နာမည်ဆိုဖီယာငါလောက်တောင်မချောအပါဟဲ့ဂျူလီယာရဲ့သူ့ဒီနေရာမှာထားခဲ့လိုက်မယ်အေးသူ့အင်ဂျီတွေကိုလေငါလေးတိလားယူဝေးယူလိုက်မယ်ဒီလားအေးအဲ့ဆိုရှင်နေခဏနေဦးနော်အေးငါလောက်လာအောင်မယ်ဟာငါလဲပြီးွားရဲ့အဲ့ဆိုရှင်ငါဘင်းကြီးစီသွားလိုက်အောင်မယ်နော်အေးဘင်းကြီးရဲ့ sorry ပါစမမလုပ်ချင်ပါဘူးဘင်းကြီးရစီးစိမ်ကြီးလူချင်းတော့အဲ့လိုပဲလုပ်ရတာပါဘင်းကြီးအေးပြောလေဘင်းကြီးခုနာလေးတော့မယ်လေအော်အေးတော့မယ်လေဒါဆိုလို့ရှိရင်ဘင်းကြီးတော့မယ်နော်အေးလာဘင်းကြီးလာအော်ဂျူလီယာဘာလို့ဆိုဖီယာရောင်းလာနော်ကျမလည်းမရဆိုဖီယာမဟုတ်ပါဂျူလီယာနော်ဆိုဖီယာမဟုတ်လားမဟုတ်ဘူးဂျူလီယာဆိုဂျူလီယာလိုက်လေအော်အေးဟာအိမ်ပေါ်မှာနီးကဘာလာလို့တော့ငါအိမ်ပေါ်မှာမဟုတ်ဘူးဟာငါအိမ်ပေါ်မှာမဟုတ်ဘူးလူမျိုးငါပြောနေရလေဟာမလိမ္မာနဲ့ဟဲ့ဘရင်ကြီးတိတာ तू อ่ะလေကျမတို့ရဲ့ဒီနန်းတော်ကြီးကိုလိုချင်လို့ तू ကပြောနေရဘီမကြီး
နင်မရိုင်းနဲ့လီဟဲ့နင်ကလည်းဘလို့ဖြစ်လို့အဲ့လိုပြောနေရလဲငါပြင်မဆဲဟဲ့ငါနာမည်ဆိုဖီယာတွေ့လားမဟုတ်တူနာမည်ဂျူလီယာမဟုတ်လားလို့ဆိုဖီယာရဲ့ဂျူလီယာဆိုဂျူလီယာလိုက်ဟိုဆိုဖီယာဆိုဆိုဖီယာလိုက်ပေါ့သူ့နာမည်ဆိုဖီယာရှင်းတယ်နော်ရှင်သူ့ကိုဆိုဖီယာလို့ခေါ်ရင်ဟိုဂျူလီယာလို့ခေါ်ရင်ကျမသွားတော့မယ်အဲ့လိုတော့မလုပ်ပါနဲ့အဲ့လိုတော့မလုပ်ပါနဲ့အုပ်ပြီလေအဲ့ဆိုလို့ရှိရင်အဲ့ကောင်မောင်းထုတ်ပြီအေးငါမောင်းထုတ်ပေးပါမယ်ဟာဟုတ်ပြီလေမောင်းထုတ်ဟာနေရပါလေငါမိန်းမရဲ့စီးစင်ဥစ္စာယူခြင်းနဲ့ဆိုပြီးတော့ပါလဲထမင်းနဲ့အစိတ်ခတ်တယ်ဆိုကျမမဟုတ်ပါဘူးရှင်ကျမမဟုတ်ပါဘူးအရာသူလောက်တာပါရှင်ကျချတူလားဟိုဘင်းချတူလားသူ့ဝင်းပြမီအေးမင်းတို့မိန်းမလေးတိလားဒီအိမ်ပေါ်မှာနေရမယ်အစ်စ်မရောက်တော့ဘူးဟဲ့နင်းကငါအိမ်ပေါ်ကနေနှင်းချမယ်လာစမ်းနင်းငါနောက်လိုက်ခဲ့မလုပ်ပါနဲ့ရှင်ကျမဝမ်းပါနဲ့ကျမနောက်ခါကျအဲ့လိုမလုပ်တော့ပါရှင်မလုပ်ပါနဲ့မလုပ်ပါနဲ့မရဘူးဟဲ့နင်းကငါမိန်းမကိုလည်းအဲ့လိုလဲလုပ်သေးတယ်နေရပြီးတော့ပါလဲလှုပ်ပေးပါတဲ့ငါလုံးဝမလှုပ်ပေးနိုင်ဘူးမဟုတ်ပါရှင်ကျမဆိုဖီယာပါရှင်ရဲ့မိမပါရှင်အဲ့လိုတော့မလုပ်တဲ့လို့ကျမထင်တယ်နော်ရှင်မရစပါနေဘာရီမျောလင့်နေတာလဲနင်ကဆိုဖီယာဟုတ်တယ်ဒါပေမဲ့ဟိုဂျူလီယာငါရဲ့မိန်းမဖြစ်သွားပြီလေနင်ငါရှင်နှစ်တက်မလုပ်ပါနဲ့ရှင်ကျမတောင်းမှမလုပ်ပါနဲ့မလုပ်ပါနဲ့နင်တောင်းမှလည်းအလကားဖြစ်သွားရင်နင်ကငါမိန်းမကိုလည်းစော်ကားသေးတယ်ပြီးတော့ပါတယ်မလုပ်ပါနဲ့ရှင်နဲ့တောင်းမှမှာယုံစရာဟာနင်အဲ့လိုမတောင်းမှန်တယ်ဘူးလို့တော့ငါထင်တယ်နော်မလုပ်ပါနဲ့မလုပ်ပါနဲ့ထားတော့ပစ်ချပစ်ချလိုက်လို့အမပဲနေခဲ့ကဲအဲ့ဆိုလို့ရှိရင်ငါလည်းစိတ်ညစ်ပါတယ်ငါလည်းရေပြန်ကူးနေရပြီကဲငါမိမစီသွားလိုက်ပါဦးမယ်ဟာမိမညစ်ပြီးလို့လောက်လာဟုတ်တယ်တရင်စီကစမတီရောက်လာတာမင်းမယာဂျူလီယာနော်ဟုတ်တယ်ငါအိမ်ပေါ်ပဲငါဟမ်ဆောင်နေတော့ဟိုကောင်မတဲ့အဲ့ဒါနင်းရဲ့မိန်းမပိုင်ငါနင်းတို့ရဲ့ဒီနန်းတော်ကိုသိမ်းပိုက်ခြင်းလို့အဲ့လိုလုပ်လိုက်တာဟဲ့နင်းကိုပါငါပစ်ချဟာနင်းအဲ့လိုမလုံးနဲ့လေငါနင်းတို့ငါချစ်လို့သူ့ပါငါပစ်ချလိုက်တာလေငါတနာမဲ့လို့ထင်နေရလားဘယင်ကြီးရဲ့ငါတနာနော်ငါတယောက်တည်းအိုက်လာတွေကိုပိုင်မှာမဟုတ်ဘူးဟိုအိမ်ပေါ်မနဲ့ငါနဲ့နှစ်ယောက်တည်းတရရနေဖို့အတွက်ငါယူတာဟဲ့နေတော့ဘယင်ကြီးနဲ့ဘယင်မကြီးတော့ sorry ပါလို့အပေါ်တော့မယ်ဒီဗီဒီယိုလေးကိုစနေစောဒီကြည့်ပြီးရဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်တတာ